အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ဆက်စားပါပြည့်ရတော့ပေါ့နော်ကျွန်တော်ကန်းချိန်သွားဖို့ဆုတ်ဖြတ်လိုက်တယ်ဒါကြောင့်မို့ကျွန်တော်အလုပ်နားလိုက်တာနဲ့ကျွန်တော်ကန်းချိန်သွားဖို့မနေ့စောရင်ကျွန်တော်အနေနဲ့အဆောင်ကနေထွက်ပါတယ်အဲ့တော့ကျွန်တော်ဒီနေ့ဘာတွေရိုက်ပြမလဲဆိုတာကျွန်တော်ရဲ့ဗီဒီယိုကိုစအဆုံးကြည့်သွားပေးဖို့ကျွန်တော်တောင်းဆိုလိုက်ပါတယ်ခင်ဗျာဗီဒီယိုကတော့နည်းနည်းရှည်သွားတယ် sorry ပါကျွန်တော်ကပူတာဝကနေလာတာဆိုတော့ဒီဘိုင်းမှာကျတော့အရန် challenge များတယ်ဒီဘိုင်းကတော့ဒီ UAE နိုင်ငံမှာပြောမယ်ဆိုရင်ပြင်မြင်ဖွံ့ဖြိုးတဲ့နိုင်ငံတွေနိုင်ငံပေါ့နော်ဒါပေမဲ့ဒီယာဒီဥတုတွေအစားတောက်တွေအကုန်လုံးကကျွန်တော်တို့ ਨੇ ဝေပြားချားနာတယ်စိန်ခုံမှုတွေ challenge တွေအများပေါ့နော်အဲ့တော့ကျွန်တော်နေနေရာနဲ့ bus နဲ့သွားတယ် bus ပြီး metro ပြီးကျွန်တော်ဒီမြန်မာတွေနေတဲ့အရီကာကိုရောက်မှာဖြစ်ပါတယ်ပေါ့နော်ကျွန်တော်ကတော့ center point ကနေဆက်ဆင်းတဲ့ metro ကိုအဲအကြောင်းမနေ့စောရင်လေးဖြစ်တယ်ပြီးတော့ဆက်ဆင်းတဲ့ center point ပေါ့နော် metro station လေးဖြစ်တဲ့အတွက်ကျွန်တော်ကတော့ထိုင်ခုံရလိုက်ပါတယ်လွတ်လွတ်လပ်လပ်ပဲပေါ့နော်လူများရဲ့နေရာကျတော့ထိုင်ခုံမရအောင်ဝယ်ချမ်းများတော့အလုပ်တွေရှိပါတယ်ပြီးတော့ဒီနိုင်ငံကအရှိဗီဒီယိုမှာလည်းကျွန်တော်ပြောပါတယ်သူတို့ကဒီဘာလဲဘယ်လိုပြောမလဲကလားနဲ့တူတယ်အနက်တွေနည်းနည်းထွက်တယ်နော်ဒီတော့ကတိတ်မမှန်လို့တော့ရှိပါတယ်ပေါ့တော့ပူလည်းရင်းပူပဲပေါ့နော်ပူကြိုက်တော့ဒီဘိုင်းကိုလာပါပြီးဒီဘိုင်းကတော့သူကလုံခြုံရေးပိုင်းလည်းအရန်ကောင်းတယ် CCTV တွေနေရာတကာမှာတက်ထားတဲ့အဲအကြောင်းပြမှုကျိုးလွန်နေဆိုတာအရန်နေပါတယ်ဒီနိုင်ငံကတော့အဲ့ဒီတစ်ခုကတော့ကျွန်တော်သဘောကျပါတယ်ကြည့်ရတူတို့ဒီအစိုးရကဥပဒေကိုလိုမျိုးလားမကြီးကြပ်ထားရင်လေနော်ဒီနိုင်ငံ short နည်းနည်းရှိမှတင်တယ်ဒီနေ့မခါများပုံပဲများလောက်တယ်ဒီချိန်ကျဒီနေရာကတော့အရီကာပေါ့နော်အရီကာရောက်တော့ကျွန်တော်မိုးလင်းသွားတယ်ဒါမြန်မာတွေပြောတာပေါ့မြန်မာရဲ့ကွအဆိုမှဘာကြောက်လဲဆိုတော့မြန်မာရေးကြီးပဲအနာမှာဟိုဘက်အဆောက်အုံလည်းမြန်မာဒီဘက်အဆောက်အုံလည်းမြန်မာတွေစုတဲ့နေရာပေါ့နော်ဒီ UAE နိုင်ငံမှာလာပြီးမှလာလုပ်ကြတဲ့မြန်မာလူမျိုးတွေစုတဲ့အရီကာပေါ့နော်တကယ်ချင်းစီမှာခဏအိပ်ပြီးမှကျွန်တော်နိုးလာတာနဲ့ကန်းချီတော့ကိုပြင်ဆင်ပါတယ်ကန်းချီကိုကြတော့ကျွန်တော်တက်စီနဲ့ပဲတွားလိုက်တယ်တက်စီဆိုတော့တက်စီဒီနိုင်ငံကတက်စီစီရင်စစင်းနာနဲ့9ချက်ပေါ့9ချက်ဖြစ်ပါတယ်ဒါတော့တက်စီကနေမြင်တွေ့နေရရှုခင်လေးကန်းချီကတော့မာဇာဘီချ်ပါနောက်ဆုံးတော့လည်းကျွန်တော်တို့မာဇာဘီချ်ကိုရောက်ပါပြီမာဇာဘီချ်ကတော့တကယ် relation ဖြစ်တယ်ကန်းချင်ပေါ့ဒီလိုနဲ့ကျွန်တော်တို့ကကန်းချင်ကိုရောက်တယ်ကန်းချင်ရောက်တော့ကျွန်တော်တို့ယူလာတဲ့ပစ္စည်းတွေစားတောက်တွေကိုပြင်ဆင်ကြပါတယ်ပေါ့နော်ခင်းတွေယူလာဒီလေအခင်းပြီးမှဆိုင်လို့ရပါနော်ကချင်စားအရင်ချက်စားချင်လို့ပေါ့နော်တရုတ်ဆိုင်ကနေကျွန်တော်တို့ကချင်စားတောက်တွေနည်းနည်းပါးပြင်ဆင်ပြီးမှကချင်ကိုသွားပြီးမှကျွန်တော်တို့ဗန်းပြင်ဖြည့်ခဲ့ပါတယ်ပေါ့နော်ပြည့်ရကလည်းအခုကျွန်တော်လက်ရှိလုပ်နေတဲ့လုပ်တာတော့ပြည့်ရရမ်းနေတယ်အလားမှနေကြပေးကြတာပေါ့နော်ကြောင့်အများကြီးတော့မတော်ဖြစ်နေတာကျွန်တော်တော့ရိုက်ထားတဲ့ဗီဒီယိုတွေပေါ့နော်ကြောင့်ကျွန်တော်လည်းဆွဲတယ်ကိုကြည့်နေပေါ့နော်ပြောစရာတော့ကောင်းပါတယ်ဒါကတော့part of Dubai life ပေါ့နော်ကျွန်တော် short video ပုံစံနဲ့တင်မလုပ်ပေးနိုင်မဲ့ video နည်းနည်းရှည်သွားတယ်နော်ဒီခံမှကြည့်ပေးကြတာကျွန်တော်တောင်းဆိုလိုက်ပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်နော်ကျွန်တော်ဗီဒီယိုကြည့်ချင်အပြင်ပေါ့နော် Dubai ရဲ့off day style ကဘယ်လိုလဲဆိုတော့နည်းနည်းပါးနားလေကြမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်နောက်ဗီဒီယိုမှာလည်းကျွန်တော်ဗားတင်ပေးပလင်းဆိုတာကိုကြည့်ရှုပေးပါလို့ကျွန်တော်ကတော့တောင်းဆိုချင်ပါတယ်အကောင့်ကိုလည်း follow လုပ်ပေးကြပါပေးကြပါအားလုံးကျေးဇူးတင်ပါတယ်နော် see you ပါ